ခင်ပင်ကျင်နာစိတ်ပင်ဟောတောင်းရတယ်ဟောတယ်လေမမုန်းနဲ့မချမ်းစာ၍တဘောမသွေးဆိုလျာဒီချင်းမလာတယ်ခင်ပင်ကျင်နာစိတ်ပင်တောင်းရတယ်ဟောတယ်လေမမုန်းနဲ့မချမ်းစာ၍တဘောမသွေးဆိုလျာဒီချင်းမလာတယ်မလာရှိဘုမမဝေနဲ့ကွင်းနိုင်ရှင်ကအပြမိတ်ဒီပန်းစင်းနေစီပေါ့ဗျာဒီမှာတော့လည်းအေးစီပေါ့ရာဒီဥတုကပိုအေးတယ်နော်ရာဒီဥတုကပိုအေးတော့ကျွန်တော်တို့ဟိုအတန်အနေထားကိုလည်းအင်မတန်ထိမ့်ပြီးတော့ဟိုအလုပ်လုပ်ပေးရပါတယ်ဟုတ်တယ်ဗျာအတန်ဝင်မှာဆိုလို့မနေ့ထိမ့်ဆိုရတာပေါ့နော်ကဲဒါကပထမအပိုက်ပါပထမအပိုက်ဟောချမိုးကြီးနည်းနည်းတော့စောင့်ပေးဦးနော်ဟောကျွန်တော်အကွက်ပဲပြန်တောင်းဦးတောင်းဦးဟိုတောင်းချက်ပြဝေးရနေကိုလာတာကျေးဇူးတင်ပါတယ်အဲ့လောက်ဒီလာအားပြီးဟုတ်ပြီဗျာဟုတ်ပြီချစ်မိုးကြီးနော်ကျွန်တော်မနှက်ဖန်ညကြဆိုပေးမယ်ဟုတ်ပါဘူးမနှက်ဖန်ညကြဒီတပုတ်ပြီးဆိုပေးမယ်ပြောတာအဲ့ဆိုခဏလေးစောင့်ပေးဟောဆိုချစ်မိုးကြီးကကျွန်တော်ကဟိုနောက်ပိုင်းတီးမှဆိုပေးတာကများတော့အကိုကလည်းပြန်มาဖြစ်နေတယ်ခဏလေးတော့စောင့်ပေးနော်ဟုတ်ပြီခဏလေးစောင့်ပေးနော်ကြည့်ပြီဘောကိုရဲ့ဟုတ်ကဲ့ဟောတောင်ဦးကနေလာအားပေးတာဟုတ်လားမသိဟုတ်လားဟုတ်လားကဲတောင်ဦးကနေလာအားပေးတာအကိုများကျေးဇူးတင်ပါတယ်ဗျလောလောဆယ်တော့တို့မာနရှင်လေးနားဆင်ပေးပါဦးနော်ဒါလေးကျွန်တော်လက်ဆောင်ပေးအောင်ပဲဗျဘယ်ရောက်တော့မှမသိဘူးဆိုင်ဝိုင်းထဲမှာနေပါတဲ့ထဲမှာဒီနားမရှိအဲ့ထဲမှာကဲဒုတိယပိုက်ကျွန်တော်အတီးလေးကစတီးပြဟုတ်ပြီစိတ်ကြီးဝင်းမှခုသူရဲ့ချစ်ပြီးတဲ့မောင်ကိုတနာပါခင်ရဲ့နှစ်ချက်စီလေးချက်စီဟာဒုတိယပိုက်ပါစိတ်ကြီးဝင်းမှခုရဲ့ချစ်ပြီးတဲ့မောင်ကိုသနာပါခင်ရဲ့ဖြစ်စီမီမဒီဘုံနဲ့ဖြစ်စီမီမဒီဘုံနဲ့မကြမ်းမောင်နဲ့ခင်ရဲ့ခွေကမှဒီမလွမ်းစားပြီးကကျွေးနမရဲ့ဖြစ်စီခြင်းလာနဲ့မာနရှိရဲ့မုံမဝေနဲ့ခွေနိုင်ကောင်းတော့တီးလုံးမှာကောင်းအောင်မနေလိုက်တည်ရတယ်ဗျကျိုးသားထားကျွန်တော်တို့အဖိုးစရာရွှေတောင်းတွေက2ချက်စီ4ချက်စီရဲဆိုပြီးတော့ဒီပိုက်ကလေးမှာဗလန်ဆိုင်ရဲ့အတန်တော့မကြမ်းအောင်ဒီလိုတီးထွင်ထားပါတယ်ဟာချက်စီနဲ့ဟလာဗလာဆိုင်ကောင်းအောင်တင်ပြသွားတာပါဟုတ်တယ်နော်နောက်ဆုံးအပိုက်ကြံသေးတယ်ဗျနောက်ဆုံးအပိုက်ကြတော့ကညာတပါးရဲ့သာနာတရာဝေမမာရာပဋ္ဌာပြမလေးကညာတပါးရဲ့သာနာတရာဝေမမာရာပဋ္ဌာပြမလေးจิตတော်လေးတကယ်ဆွဲတယ်
ဟုတ်တယ်နော် ဟုတ်ကဲ့ အစ်ကွက်အဖြတ်တောက်ကလေးနဲ့တိပြအောင်ပဲဗျာအချင်းကတော့အထိပ္ပယ်ထူပြောကြမလို့တော့ပါတိတ်ချောတိတ်လာတဲ့ဟလာအမျိုးသမီးတယောက်ကသူ့ကိုသူငါမလှငါမချောတယ်ဆိုပြီးမမနာတရားတွေတက်အဲ့ဒါကိုဟလာဆိုင်းဆရာကလှမ်းပြလိုက်တာဒီမေကောင်မလေးတဲ့မိကိုမေလှတယ်ဆိုပြီးတော့မမနာတရားတွေတက်မနေနဲ့တဲ့ဟုတ်တယ်နော်မင်းအလှပတရားကတကယ်တမ်းတွက်ကြည့်မယ်ဆိုလို့ရှိရင်မင်းအလှပတရားကမင်းကောင်းမှပန်းထားလဲပန်းထားတဲ့ပန်းလေးလိုပါပဲ ပန်းတပွဲလိုပဲ ပန်းလေးနဲ့တင်စားပြီးပြောထားတယ် ဟုတ် ဟုတ်တယ်နော်ဘသူလိုက်ပြောသူကသူငါမလှတယ်ငါမချောတယ်ဆိုပြီးတော့လက်မခံမှုတဲ့ မာနာကြီး ဟုတ်တယ်နော်အဲ့ဒါဆိုင်းဆရာကပန်းလေးနဲ့နိုင်ပြီးပြောလိုက် ဟုတ် ဟုတ်တယ်နော်မင်းကောင်းမှပန်းထားတဲ့ပန်းလေးလိုပါပဲတဲ့မင်းရဲ့အလားပါတရားကဘာလို့လဲဆိုတော့အဲ့ဒီပန်းလေးကပန်းစီခဏမှာတော့ပန်းလေးကလမ်းနေတော့လူတိုင်းကပန်းကျင်ကြ လှနေတာဟုတ် ဟုတ်တယ်နော်ပန်းပြီးလို့ကြွေကြသွားပြီးမြေခသွားတဲ့အချိန်ကကြတော့အဲ့ဒီပန်းလေးဘယ်သူမှမပန်းကျင်ကြတော့ နိုင်ကြီးမမလို့ချင်တော့ ဟုတ်တယ်နော်အဲ့ဒီတော့မင်းရဲ့လှပတရားဆိုတာလေဒုနိတူဆိုပဲနုနိုင်ငံရဲ့စင်တော့အခါမှာတော့ဟလာလှပမှာတော့ထုံးစံပဲလေ ဒါပဲ ဟုတ်တယ်နော်တပည့်ပြည့်နဲ့အသက်ကကြီးလာတဲ့ဇေယျဖိစီးလာတဲ့အခြားကြတော့လှပတရားဆိုတာမရှိတော့ဘူးတဲ့တရားတော်နဲ့ရှင်ပြီးပြောသွားတာနော်အဲကြောင့်ငါမလှတယ်ဆိုပြီးတော့မာနမကြီးကြနဲ့ မာနာမထားနဲ့ ဟုတ်တယ်နော်ဒီခန္ဓာကိုယ်ကြီးကဘာဖြစ်သွားမလဲ မာတဲ့လူတနေ့နားကြမှာဗျာ မာနရဲ့ထက်ပါမှာကြောက်တော့ကျွန်တော်နားနဲ့ထက်ပါမှာကြောက်တော့ကျွန်တော်တို့လည်းမမာရဲဟောဘူးဗျာ မာရဲဦးဗျာ ဟုတ်တယ်နော် အဲ့ဒါဟိုဘယ်မာရဲမှာနော်ဘာဒီပြော အဲ့ဒီပြောနေတာကဲအဲ့တော့ဒီဘက်ကလေးကိုဗလာဆိုင်လို့ကြတော့ကညာတပါရဲ့စာနာတနာဝဲမမာနာမထသင့်ပါနဲ့ဒါပဲ ဟုတ်ပြီဗျာ ဒီထက်တိုးရင်လည်းပြုတ်ကြယုံရှိတော့တာပဲ ယူဆိုင်ပါဗျာဘယုတ်ဒုက္ခတော့မလုပ်ပြရစေနဲ့နော်ကျွန်တော်တို့ကအလုပ်လုပ်တဲ့နေရာမှာစီကန်းကြကြကွက်ကြကြစေရနာထားပြီးတော့လူရှင်ပြည်သားစုများနဲ့ပြိတ္တရဲ့အပေါ်မှာအလုပ်လုပ်ပါတယ်ဟုတ်တယ်နော်ဘယုတ်ဒုက္ခတော့လာမလုပ်ပါနဲ့ကျွန်တော်တိပြမယ်နော်ကောင်းကောင်းလေးတိပြခြင်းလို့ပါဘာဖြစ်မလဲတဲ့ကို့အတွက်ကြောင့်လူရှင်တွေစိတ်အနှောက်အယှက်ဖြစ်သွားရင်ဘယ်လိုခေါ်မလဲနည်းနည်းလေးမနှောကုတ်သွားရင်ဘာဖြစ်သွားမလဲ အလူလှူထားတဲ့အရာတွေအလုံးပျက်စီးသွားတတ်တယ် ဖြစ်ဒါကြောင့်မလို့လူရှင်တွေအတွက်ကိုအဓိကထားပြီးကျွန်တော်တို့ကကျေးဇူးဆက်မယ်အားပေးတဲ့ပရိသတ်ကတကယ်ကောင်းအောင်တည်တကယ်နားထောင်တာပြုဝါးလေးကိုယူဆိုင်တာယူဆိုင်တာပေါ့ရှေ့ကကိုကဘလို့ဒါမဲ့ဟာတောင်းဆိုချက်မာနာရှင် မာနရှင်လေးပါ ဟုတ်မာနာရှင်လေးကိုတောင်းဆိုချက်ဒါအစိုးလေးလဲကြားအောင်အတီးလေးလဲပါအောင်တင်ပြပေးတာနော် ဟုတ်ကဲ့ဒါတောင်းဆိုချက်အရာလေးပေါ့ဟုတ်